ဆိုရင်ဘဝမှာရဲ့ရာစားတွေအပြည့်ဂျိုးခွင်တွေတိုင်းမှာစုံမနေကအချစ်လေးဝေဒနာပြဿနာတွေရင်မွေမဲ့ဟေးနေကွာချိန်တည်းမှာဒီစင်သာရှိစေဘာကြောင့်မှမဝင်လို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်တော့ချစ်တွေပြည့်စီဖို့ကိုတင်နာစားရတဲ့ရှင်နဲ့ပင်စင်နဲ့ကိုချီနေတိုင်းဝတ်ရတူဒုနာနေမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ်ချစ်တွေပြည့်စီဖို့တင်လာစားတဲ့တွေ့ရင်ချင်တဲ့ပြင်စင်မဲ့ခွဲချင်နေတိုင်းဝဲမြောက်သူဒိုနာလေ